ရောက်လုံနေတဲ့အိမ်တွင်ဆဲဘူးလိုက်လို့ရှာတဲ့ဖဲလေးတုံကစင်မောတယ်မချီမပေးရုပ်တရက်ကြည့်လူကိုကိုချီယူရင်ဆိုလာပဲထိုးရဲ့တဲ့မှာတကယ်ဆွေ